တရင်ရာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတရင်ရာသားသမီးတွေအတွက်ကို2025ခုဇူလိုင်လ9လပိုင်းအတွက်ကိုတလစာတဲရဟောစကန်ဟောကြားပေးမှာဖြစ်ပါတယ်9လပိုင်းဆိုတဲ့ကာလကကျွန်တော်တို့ကောင်းကင်နက္ခတ္တဗေဒအရဆိုရင်ဇွန်လ21ရက်ကနေပြီးတော့ဇွန်လ22ရက်အတွင်းဟာကရကတ်ရာသီလို့ခေါ်တယ်အင်္ဂလိပ်လိုဆိုကန်ဆာပေါ့နော်ခဏလုံးပုံတံရှိတယ်ခဏရုပ်တံရှိတယ်ရာသီခွင်တစ်ခုဖြစ်ပါတယ်တရင်တွေကျွန်တော်မင်းကကရကတ်ရာသီခွင်မှာရှိနေတယ်ကရကတ်ရာသီခွင်ရဲ့အစိုးပြုတဲ့ဓာတ်လေးပါးရဆိုရေဓာတ်ကိုအစိုးပြုပါတယ်အဲ့ဒီကရကတ်ရာသီခု9လပိုင်းဆိုတဲ့ကာလမှာအဓိကစိုးမိုးတဲ့ဂျူပေါ့နော်သူကရာသီခွင်အားဖြင့်ဆိုရင်ရေဓာတ်စိုးမိုးတဲ့ဓာတ်လေးပါးရစိုးမိုးတဲ့ဂျူကတော့တနင်္လာဂျူစိုးမိုးတဲ့လတလဖြစ်ပါတယ်အဲ့တော့တနင်္လာဂျူကဒီ9လပိုင်းတတိယဘက်ပေါ့နော်ပထမဘက်ဒုတိယဘက်တတိယဘက်လောက်ထိဟာစိုးမိုးမှာဖြစ်ပါတယ်အထူးသဖြင့်ဒီ9လပိုင်းကုန်ကန်လေးထိပေါ့နော်အဲ့လိုမျိုးတွေအကျိုးသက်ရောက်မှာဖြစ်ပါတယ်အဲ့တော့အဓိကအဖြစ်တနင်္လာသားသမီးရဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာအဲ့တော့ရန်အနောက်ရှက်အတိုက်ခိုက်အပြိုင်ဆိုင်တွေကိုအောင်မြင်ခြင်းဆိုတဲ့နမိတ်ပုံတွေ့ပါတယ်ပထမဦးစွာနော်အဲ့တော့တနင်္လာသားသမီးတွေအနေနဲ့ကအနောက်ရှက်တိုက်ခိုက်အပြိုင်ဆိုင်တွေတော့ဂျုံတွေ့တတ်တယ်အဲ့ဒီအပြိုင်ဆိုင်အနောက်ရှက်တိုက်ခိုက်တွေပေါ်မှာကိုကအနိုင်ရမယ်ဆိုတဲ့ပုံအဲ့တော့နောက်မှာလည်းအပင်လယ်ပြင်ရှိတယ်သူ့ရဲ့ပုံကတော့စစ်ပွဲတစ်ပွဲရဲ့ပုံပေါ့နော်ဒါပေမဲ့သူကအဲ့တိုက်ပွဲမှာသူအောင်မြင်မှုရရှိတယ်အနိုင်ရရှိတယ်ဆိုတော့ပုံကောင်းဝင်မှာလည်းမိုးသားတိမ်ဆိုင်တိမ်လိပ်အညိုမဲတွေရှိနေတယ်အဲ့တော့ရန်သူတွေကဆုံးရှုံးခြင်းမိမိကအောင်မြင်ခြင်းဆိုတဲ့ပုံတရင်နာသားမျိုးတွေအတွက်ကလည်းအင်မတန်မှနမိတ်ကောင်းတယ်နော်အဲ့တော့အောင်မြင်မယ်အတိုက်ခံပြိုင်ဆိုင်တွေကဆုံးရှုံးပြီးတော့ကိုကအခွင့်အရေးခွင့်လန်းတွေရရှိမယ်ဆိုတော့တိုးတော့တရင်နာသားသမီးဒီ9လပိုင်းဆိုတဲ့ကာလမှာခုနတရင်နာကျိုးစိုးမိုးတဲ့လတလပဲဒီ9လပိုင်းဆိုတာနော်အဲ့မှာငွေကြေးပိုင်းဆိုင်ရာတွေကတော့ထင်သလောက်ကောင်းမနေဘူးငွေကြေးပိုင်းဆိုင်ရာတွေအဲ့တော့ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာတွေကြုံတွေ့တတ်တယ်ရရရှိတာတွေတောင်းမရတာမျိုးတွေနော်အကျွေးကိစ္စငွေကြေးကိစ္စတွေငွေကြေးအထွက်များနေတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်အဲ့တော့ငွေကြေးကိုအကြောင်းပြုပြီးတော့စကားများရတာမျိုးတွေစိတ်နှောက်ယှက်ဖြစ်စရာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ငွေကြေးကိစ္စတွေမှာတော့စိတ်နှောက်ယှက်ဖြစ်စရာစိတ်ညစ်စရာလေးတွေကြုံတွေ့ရတတ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲအဖို့ထစ်လေးတွေကြုံတွေ့တတ်တယ်အဲ့တော့ဖြစ်နိုင်ဒီ9လပိုင်းဆိုတဲ့ကာလမှာတနေ့ကသားသမီးနဲ့ငွေကြေးပိုင်းဆိုင်ရာတွေအချီးငှားလုပ်တဲ့ခါမှာအထူးသတိထားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီကဲ့ရဲ့နမိတ်ပေါ်ကတော့နေရာတစ်ခုကနေစွန့်ခွာထွက်သွားရတဲ့ဒုက္ခိတလင်မယားရဲ့နမိတ်ပုံဖြစ်နေတယ်နော်ငွေကြေးအဲ့တော့သဘောကတော့ကိုယ်အိမ်ချမ်းမြေဥစ္စာပစ္စည်းတွေရောင်းရတတ်တယ်နော်ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့မြေတို့အိမ်တို့ဒီ9လပိုင်းဆိုတဲ့ကာလမှာရောင်းချရတတ်တယ်အိမ်ချမ်းမြေနဲ့ပတ်သက်တာတွေတော့မိမိပိုင်ဆိုင်တဲ့ရွှေငွေပစ္စည်းဥစ္စာနဲ့ပတ်သက်တာတွေအခက်မသိရင်ထောက်သွားတတ်တယ်ဆုံးရှုံးတတ်တယ်ဆိုတဲ့နမိတ်မျိုးမှာရှိနေတယ်နော်ဥစ္စာပစ္စည်းတွေငွေကြေးတွေထပ်ပြီးအိမ်ချမ်းမြေဟိုအိမ်ဆောက်ဦးမိမိရဲ့ပိုင်ဆိုင်မှုခွင့်ရခွင့်လန်းနေအခက်မသိရင်ဆုံးရှုံးတတ်တယ်ဒါအထူးသတိထားရမယ့်ချက်ဖြစ်ပါတယ်အဲ့တော့မိတ်ကောင်းဆွေကောင်းတွေတော့တွေ့ရတတ်တယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်တဲ့ကိစ္စတွေနော်အဲ့တော့ညီကောင်မောင်နှမနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အခုအကူအညီထောက်ပံ့ကောင်းတွေရတတ်တယ်စာပေရေးသားခြင်းနော်ခရီးတို့ကိစ္စလေးတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ခရီးတို့လေးတွေထွက်ကြတတ်တယ်နော်အဲ့တော့လုပ်ငန်းအခွင့်အရေးခွင့်လန်းလေးတွေတော့ပေါ်ပေါက်လာတတ်ပါတယ်အဲ့တော့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာခုနကိုကရောင်းချပြီးတဲ့အခါမှာတခြားနေရာကိုရွှေ့ချင်းပြောင်းချင်းဆိုတဲ့ပုံအဲ့တော့ပြောင်းရွှေ့တဲ့နေရာမှာပုံမကောင်းမွန်တဲ့အရင်ရတဲ့ပုံမကောင်းမွန်တဲ့နေရာတွေကိုရရှိတတ်တယ်ရောက်တတ်တယ်အဲ့တော့နေရာဟောင်းကနေပြောင်းပြီးတော့အိုးသိအိမ်သိရတာမျိုးတွေနော်မြေအိမ်အစ်စ်ဝင်တာမျိုးတွေမြေအစ်စ်ဝင်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အိမ်ပြောင်းနေရာပြောင်းမျိုးတွေကြုံတွေ့ရတတ်တယ်နောက်တစ်ချက်ကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်ပညာရေးကိစ္စတွေစာမပွဲကိစ္စရှိမယ်နော်အင်တာဗျူးကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်ဒီကာလမျိုးမှာငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေကံကောင်းလာဖို့ရှိပါတယ်အခြေရေးနဲ့ပတ်သက်ပြီးတော့အရင်တော့အဆင်မပြေအောင်မှပဲပြန်လဲပြီးတော့အဆင်ပြေလာမယ်အခြေရေးကိစ္စတွေနော်အလောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေကံကောင်းနိုင်ပါတယ်နော်တနင်္လာသားသမီး9လပိုင်းဆိုတဲ့ကာလမှာလောင်းကစားနဲ့ပတ်သက်တာတွေဥပမာထီထိုးတာမျိုးတွေနော်ထီစူကြီးပေါက်တာမျိုးတွေကျွန်တော်တွေ့ရတဲ့ကန်ဆန်းမဲ့ပေါက်တာမျိုးတွေမမျော်လင့်မဲနဲ့
ပွားပေါက်တိုးနိုင်တဲ့အနေအထားမျိုးမှာလည်းရှိနေပါတယ်အဲ့တော့ရန်အနောက်ချက်အတိုက်ခံအနေနဲ့ကအိမ်တွင်းရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်စကားများတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်အခြေရေးအကြောင်းပြုပြီးတော့နော်မိမိချစ်သူမိမိအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ရန်ဖြစ်တာမျိုးတွေစကားများတာမျိုးတွေပေါ်ပေါက်တတ်တယ်အခက်မသိရင်မိမိရဲ့ချစ်သူမိမိရဲ့အိမ်တော်ဘက်ကြောင့်စကားများတာတို့ရန်အနောက်ရှက်ရန်အနောက်ရှက်အတိုက်ခိုက်လေးတွေပေါ်ပေါက်တတ်တယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့အိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာတော့အထူးအဆင်ပြေအောင်မြင်မယ်နော်အိမ်တွင်းရေးကိစ္စတို့အိမ်တော်ရေးကိစ္စတို့ဟလာဒီကာလာမျိုးမှာအထူးအဆင်ပြေအောင်မြင်တတ်တယ်အိမ်တော်ဘက်ကောင်းကိုရရှိနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်အဲ့တော့အိမ်တော်ဘက်ကအကူအညီထောက်ပံ့ကောင်းတွေကိုရတတ်တယ်မိမိအိမ်တော်ဘက်ကအကြံဉာဏ်တွေကိုရယူပြီးတော့အလုပ်တွေလုပ်မှဆိုရင်အဆင်ပြေအောင်မြင်နိုင်တယ်အိမ်တော်ဘက်ကောင်းတွေရရှိနိုင်တဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့အဆင်မပြေဖြစ်နေတဲ့အိမ်တော်ရေးတွေရှိကြရင်လည်းဒီချိန်ခါမျိုးမှာစိတ်ခံစားချက်ကိုအလိုမလိုက်ဖဲနဲ့ပေါ့နော်ခေါင်းအေးထားပြီးတော့ဆုံးဖြတ်မယ်ဆိုရင်အဆင်ပြေအောင်မြင်နိုင်တယ်နောက်အိမ်တော်တွေအနေနဲ့ကဒီကာလာမျိုးမှာ9လပိုင်းဆိုတဲ့ကာလာမှာသားသမီးယတနာထွန်းကားတတ်ပါတယ်အဲ့တော့သားသမီးရနိုင်တဲ့နာမည်မျိုးလည်းရှိနေတယ်အိမ်တော်တွေအနေနဲ့နော်တက်မှပြီးတော့ရန်အနောက်ရက်အတိုက်ခိုက်နေပတ်သက်တာကတော့ကိုမိသားစုကိုရန်လိုတာမျိုးတွေเนาะအိမ်တွင်းရေးတွေမိသားစုအတွင်းရေးကိစ္စတွေမှာတော့အနည်းငယ်စိတ်နှောက်ယှက်ဖြစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေကြုံတွေ့တတ်ပါတယ်မိသားစုအတွင်းရေးနဲ့ပတ်သက်တာတွေเนาะအိမ်တွင်းရေးနဲ့ပတ်သက်တာတွေမှာရန်အနောက်ယှက်လေးတွေမကင်းဘူးဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အထူးသဖြင့်မိသားစုထဲမှာကိုအိမ်ရမိသားစုထဲမှာတဲရောက်နေမကောင်းဖြစ်တာလို့เนาะစေုံစေကန်းလိုက်ပို့တာမျိုးတွေကြုံတွေ့ရတတ်တယ်ကိုမိသားစုတွေမှာကျမ်းမာရေးနေငယ်ညံ့တာမျိုးတွေနောက်မိသားစုတွေကနော်အញ្ញမ်းခိုက်ကြုံလို့စိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မိမိအိမ်တွင်းရေးမိသားစုအတွင်းရေးမှာပေါ့လုပ်ငန်းနဲ့ကင်ကန်းနဲ့ပတ်သက်ရင်တော့အလုပ်ကင်ခွင့်ရေးတွေနော်အကြံစီသစ်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းသစ်တွေစတင်ရတတ်တယ်အကြံဉာဏ်ကောင်းတွေရလာတတ်တယ်အဲ့တော့အလုပ်ကင်အခွင့်အလမ်းအခွင့်အရေးတွေပေါ်ပေါက်လာမယ်အလုပ်မရှိသေးတဲ့သူဆိုရင်လည်းအလုပ်ကင်တွေရလာမယ်လုပ်ငန်းမကောင်းသေးဘူးဆိုတဲ့လူတွေလည်းဒီ9လပိုင်းဆိုတဲ့ကာလမှာလုပ်ငန်းကင်ကန်းတွေကောင်းလာဖို့ရှိပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တစ်ဖက်ကနေထွက်လဲထွက်မယ်ဒါပေမဲ့ပြန်လဲဝင်နေနိုင်တယ်ဆိုတဲ့အနေမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စတွေမှာကိုကပြက်ပြက်သားသားစီမံဆောင်ရွက်မယ်ဆိုရင်အဆင်ပြေပါတယ်အားနာတတ်တာတော့เนาะအထူးသဖြင့်ဒီချိန်ခါမျိုးမှာအချီးငှားတွေမပြုတ်လို့တင်ဘူးအဲ့တော့ပြက်ပြက်သားသားကင်တွယ်မယ်ဆိုရင်ငွေကြေးကိစ္စတွေကင်တွယ်မယ်ဆိုရင်တော့အဆင်ပြေအောင်မြင်နိုင်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်เนาะအကြီးအကဲတို့ဆရာသမားတို့ရဲ့ကုညီမစားမှုကိုရတတ်တယ်အစိုးရနဲ့ပတ်သက်တဲ့သူတွေဆိုရင်လည်းအစိုးရနဲ့ပတ်သက်ပြီးတော့ယာရုတိုးတာမျိုးတွေလစာတိုးတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မိမိရဲ့အထက်အရာရှိရချင်းမြင့်ချမြောက်စားတာမျိုးတွေเนาะလူကြီးလူကောင်းတွေကိုချင်းမြင့်မြောက်စားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ငွေကြေးလက်လာပါပိုင်းဆိုင်ရာမှာတော့ငွေဝင်ကိန်းရှိတယ်ဒီ9လပိုင်းမှာတနင်္လာသားသမီးတွေရလဲလက်လာပါတွေဝင်ကိန်းရှိနေတယ်အဲ့တော့ငွေကြေးတွေရမဲ့လာတလာဖြစ်ပါတယ်9လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေလက်ရွှင်မဲ့ငွေတွေဝင်မဲ့လာတလာဖြစ်ပါတယ်အဲ့တော့ငွေကြေးအခက်အခဲတွေရှိရင်လည်းမကြခင်မှာပဲအဆင်ပြေသွားနိုင်ပါတယ်နောက်တစ်ချက်ကဘာတွေကောင်းလဲဆိုရင်ကျမ်းမာရေးညံ့တဲ့သူတွေကျမ်းမာရေးတွေပြန်ကောင်းလာနိုင်တယ်เนาะဆေးရုံဆေးကန်းရောက်နေတဲ့သူတွေဆိုရင်လည်းအများဆုံးသက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်နိုင်ငံခြားခရီးသွားဖို့လုပ်ထားတဲ့သူတွေနိုင်ငံခြားခရီးနဲ့ပတ်သက်တာရပ်ဝေးခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းရှေ့ကိုအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အနေမျိုးဖြစ်ပါတယ်ဒီ9လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေနဲ့အကြံစီတွေအောင်မြင်ဖို့အနှောက်အယှက်အတိုက်ခံတွေကင်းကျင်နေဆိုရင်မိမိအိမ်ဖျားမှာခရီး6ညလှူဒန်းလိုက်ပါအားလုံးတနင်္လာသားသမီးတွေများအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ရဲ့ဒီအကောင့်ကဆရာတာထက်ဆန်းဆိုတဲ့ official account ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ channel လေးကိုလည်းကျွန်တော်တင်ဆက်ပေးနေတဲ့ video တွေသဘောကျနှစ်ချိုက်တယ်ဆိုရင် subscribe လေးတွေလုပ်ပေးပါ like and share လေးတွေပြုလုပ်ပေးပါမိတ်ဆွေတို့အနေနဲ့တိုက်ဆိုင်မှုရှိတယ်ဆိုရင် comment လေးတွေမှာရေးသွားပေးပါအဲ့တော့ဒီကျွန်တော်တင်တဲ့ video တွေဟောစတန်းတွေကိုတခြား TikTok account တွေတခြား YouTube channel တွေက ယူတင်တာမျိုးတွေလည်းရှိပါတယ်အဲ့လိုခါမျိုးမှာယူတင်တဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဒီ bio မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုထည့်ပေးဖို့မေတ္တာရပ်ခံပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ